မင်္ဂလာပါရှင်ကျမချန်နယ်နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီကနိုင်ငံရေးပြည်ရဲနဲ့နိုင်ငံရေးကျင်းသားချုပ်ကိုလွှတ်ပေးခြင်းဖြစ်နိုင်သောတဲ့စစ်ကောင်စီကနိုင်ငံရေးကျင်းသားချုပ်ကိုလွှတ်ပေးနေအားရွေးကောက်ပွဲနီလာချိန်နိုင်ငံတကာမှာအမြင်လာဖို့နဲ့နိုင်ငံပြည်ရဲတွေပါဝင်ကြဥပဒေပညာရှင်တွေနဲ့နိုင်ချင်းကူညီနေသူတွေကပြောတယ်။ပြန်လွတ်လာသူများစုကလွတ်ရနေရနိုင်ချင်းတွေဖြစ်ပြီးလက်နက်ဥပဒေအရရေးယူခံထားသူတွေနဲ့ပါကြောင်းနိုင်ငံရေးကျင်းသားတွေကိုကူညီနေဥပဒေရှင်ပညာရှင်တယောက်ကပြောတယ်။အကျဉ်းထောင်တွေမှာပြည်တန်းလူငင်းခွင့်ပေးဖို့စစ်မှုထမ်းအတွက်လူငယ်တွေကိုခံဝင်ထိုးခိုင်းပြီးစစ်မှုထမ်းဆောင်စေဖို့အတွက်လှုပ်ဆောင်စေခဲ့လို့သတင်းတွေထွက်တယ်။နိုဝင်ဘာ26-29ရက်နေ့မှာနိုင်ငံရေးကျင်းသား350လွတ်မြောက်ခဲ့ပြီးဒီဇင်ဘာ1ရက်မှာတော့နိုင်ငံရေးကျင်းသား268ယောက်ကိုလွတ်မြောက်လာကြောင်းမြန်မာနိုင်ငံလုံးဆိုင်နိုင်ငံရေးကျင်းသားများကွန်ရက်ကနေထုတ်ပြန်ကြေညာသိရပါတယ်။လက်ရှိလွတ်မြောက်လာသူတွေကရှာစသက်ကြီးဥပဒေပုံမှန်905ကကြီးအပြင်လက်နက်ဥပဒေအရအရေးယူခံထားသူတွေပါဝင်ပောက်ကွဲစေတတ်တဲ့ဝိတုပစ္စည်းရဲ့အဥပဒေအရအရေးယူခံထားသူတွေလည်းပါဝင်ပါတယ်။နိုင်ငံရေးကျင်းသားတွေကိုကူညီနေသူတယောက်ကတော့ကျွန်တော်သိတဲ့လောက်က905အပြင်ကိုမှ90ညချိုလဲပါတယ်လက်နက်နဲ့မိတဲ့အမှုမတရားသတ်မှတ်ထားတဲ့အမှုအဲ့ဒီမှုမှာပောက်ကွဲနိုင်ပစ္စည်းသမားတွေလည်းပါတယ်တချို့က16နဲ့တချို့က73နဲ့အဲ့လိုလူတွေပါလာတယ်အများကြီးတော့မပါဘူးလို့ထင်ပါတယ်အခုတစ်ခါလွတ်မြောက်လာသူတွေကသတင်းစရာစာရေးစရာဦးစီသူအောင်မြင် BBC Media Action ရဲ့ခန်းစားကြည့်အစီအစဉ်ကမတန်တက်ခိုင်အစိုးရတန်တာဝင်းနဲ့2019မြန်မာတနိုင်ငံလုံးတက္ကသိုလ်ဝင်တဲ့ပထမဆုံးရရှိထားတဲ့မောင်ကျော်လင်းတန်တို့လည်းပါဝင်တယ်လို့သိရပါတယ်။စေကောင်စီရဲ့ကြေညာထားချက်အရတရားစွဲခံထားဆဲဖြစ်သူအယောက်9580ကိုမှုပိတ်သိမ်းပေးလိုက်ပြီးထောင်ဒဏ်ကျခံရသူ2361ယောက်ကို905ကကြီးအတွက်ချမှတ်ထားတဲ့ဖြစ်တဲ့တွေကိုခံဝင်နဲ့ရှော့ပေါ်ပေးလိုက်ပါတယ်။ဒါအပြင်905ကကြီးမှုတစ်ခုတည်းနဲ့ထောင်ဒဏ်ကျခံရသူ924ယောက်ကိုတော့ခံဝင်နဲ့လူငိမ့်ချမ်းသာခွင့်ပေးလိုက်တယ်လို့သိရှိရပါတယ်။ဆက်လက်ပြီးတင်ဆက်ပေးမှာကတော့ဟရရေးပေးမှာမြန်မာလူသား20ကျော်တေဆုံးနင်နာကြီးရအကဲခဲရှိနေထိုင်းတောင်ပိုင်းစုံကလာခိုင်မှာပြည်ခဲ့ဘက်ကရေပေးတန်သိန်းလို့တေဆုံးသွားသူတွေကမြန်မာရွှေ့ပြောင်းလူသား20ကျော်ပါဝင်ပြီးဆိုရကထုတ်ပေးမဲ့နင်နာကြီးရရှိဖို့လည်းကဲခဲရှိနေလို့ရွှေ့ပြောင်းလူသားရေးကူညီဆောင်ပေးနေတဲ့ဘက်ကပြောတယ်။နိုဝင်ဘာ29ကနေ29ရက်နေ့ထိရေးကြီးနေတဲ့ကာလအတွင်းစုံကလာခရိုင်ဟက်ကိုင်ဆက်တောင်းနဲ့ခလောင်းနယ်ပြည်နယ်တွေမှာမြန်မာရွှေ့ပြောင်းလူသမားအလောင်းစုစုပေါင်း20ကျော်တွေ့ပါတယ်။အဲဒီထဲမှာပွဲစားကလာထားလို့တိန်နဲ့စုပြုံနဲ့အထောက်ထားမြန်မာ12ယောက်လဲပါလို့ထိုင်းတောင်ပိုင်းဟက်ကိုင်ချေဆိုင် Labor Product Network ဘက်မှနေမြေစီရင်တာဝန်ခံကပြောတယ်။ထိုင်းဆွေကရေပေးကြောင့်တေဆုံးရသူတွေကိုတဲဦးလျင်ဘတ်နှစ်တန်းရေပေးတဲ့တိုင်တောင်လေးဘတ်9000ထောက်ပံ့မယ်လို့ပြောဆိုထားပေမဲ့ထိုင်းလူမျိုးတွေတောင်ရဖို့ခက်ခဲပြီးရွှေ့ပြောင်းလောက်သားဆိုပို့ပြီးတော့ခင်းရင်းတယ်လို့ဆက်ပြောတယ်။စုံကလာကရရရင်ကြီးမှုမှာတေဆုံးသူပေါင်းထောင်နဲ့ချီရှိရလို့ထိုင်းတောင်ပိုင်းဒေသဖွံ့ဖြိုးရေးဥက္ကဋ္ဌစရချီဟဖန်ကပြောဆိုပေမဲ့ကျမရဲ့ဝန်ကြီးဌာနကတော့140ဦးသာရှိရလို့ဒီဇင်ဘာ1ရက်နေ့သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ရွှေ့ပြောင်းလူသမားရေးကူညီပေးနေတဲ့အဖွဲ့ရဲ့မြေပြင်မှာတက်နိုင်သလောက်ကူညီနေတာကတော့ရေဘေးကာလရှိအတွင်းမြန်မာရွှေ့ပြောင်းလူသား200ကျော်ကိုစားနေခါနဲ့ခြေကလူသုံးကုန်ပစ္စည်းဝင်ငှပေးခဲ့တဲ့ဒုသဖြင့်တိုင်းကိစ္စရေးဖွဲ့တွေမရောက်ရှိနိုင်တဲ့မြို့ပြင်ကရာဘာချန်စိုက်ပျိုးရေးချန်စက်ရုံလုံရင်းတွေမှာသွားကူညီခဲ့တဲ့အကူအညီမရတဲ့အကြောင်းကြောင့်ကြားနဲ့မြို့ပြင်ရက်ကွက်ကအလုပ်သမားတွေလည်းရှိပါတယ်။အဝေးကနေလာကုန်မဲ့တွေအနေနဲ့ဒီနေရာတွေတွားရောက်လူတန်းလူပါကသူတို့အလုပ်သမားကူညီရေးဘွဲကိုဆက်သွယ်နိုင်တယ်လို့ Labor Product Network Foundation ကိုပါကြီးကပြောသွားပါတယ်။နောက်ဆင်အားပေးကြတဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါရရှင်။